ကျွန်တော်နာမည်လည်းကကလေးမျိုးကနေလာတာလင်းလင်းဟုတ်လင်းလင်းဖြစ်ပါတယ်လို့မူဝေးဖြစ်ပါတယ်ကိုမုံဝေးဟုတ်ကဲ့ပါကျွန်တော်လည်းလင်းတော့ကျိုးဆိုပါတယ်ကိုမုံဖြစ်ပါတယ်ကျွန်တော်နာမည်ကဇုံပေးပါဇုံပေးဖြစ်ပါတယ်အတူတူပါပဲကလေးမျိုးပါပဲဖြစ်ပါတယ်ကျိုးဆိုပါတယ်နာမည်တေဗစ်မာကိုဖြစ်ပါတယ်ကလေးမျိုးကနေတွေ့လို့လားโอเคကျိုးဆိုပါတယ်လို့ကျွန်တော်နာမည်ကယောရှုဖြစ်ပါတယ်ကြည်နာပါယောရှုဖြစ်ပါတယ်ကြည်နာကကျိုးဆိုပါတယ်ကျွန်တော်နာမည်ကဝေလာကြည်နာဝေလာโอเคကျိုးဆိုပါတယ်လို့ကျွန်တော်နာမည်ကခေါက်ဖြစ်ပါတယ်ရှမ်းပါโอเคကျိုးဆိုပါတယ်နော်သူပဲကျိုးဆိုပါတယ်ဒီလက်ကန်ဒီတက်ကလေးလာဖြစ်တဲ့သူကျိုးဆိုပါတယ်လို့ကျမနာမည်ကမီဆိုဖြစ်ပါတယ်ဦးတာကပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နာမည်လေးနာနာဦးတာလေးပါโอเคကျိုးဆိုပါတယ်နော်ကျွန်တော်နာမည်ကတော့ပါလင်မခေါ်တယ်လူကြီးပြောမှာမဟုတ်ဘူးလို့ကလေးပြောရမှာဆိုတော့နော်ရန်ကုန်မြို့မှာရန်ကုန်မြို့ကလာတယ်အခုလက်ရှိမလေးရှားမှာတော့ကျွန်တော်နေပါတယ်လို့အားလုံးချစ်ချစ်ပါတယ်ကျေးဇူးပါတယ်ဆောင်းနေတော့ကြားနေဟုတ်ကဲ့တွေ့ရတာကျူးဝတ်တာပါတယ်အားလုံးလေးရှိပါပါတယ်ကျေးဇူးပါတယ်လို့အဲ့ဒီကမချင်းဖြစ်တဲ့ကြောင့်ချင်းပြီးတဲ့နာမည်တော့တော့မခေါ်တတ်တာတော့လေနည်းနည်းခွင့်လုပ်ပေးပါလို့ခဏမှလည်းမချင်းပြီးတော့